ဒီမှာနော်ဒီမှာနော်ဒီနေ့လှုပ်ရှားမဲ့ဥစားခောက်ဆွဲသုံးရဲဒီမှာအာလူးတွေနဲ့တခေါ်သီးတွေနဲ့ဂေါ်ဘီတွေနဲ့အစုံသုံးပါနော်အစုံသုံးပါမယ်ဒီနေ့နော်ဒီမှာကျွန်တော်ကတော့ဒီမှာကြည့်အချိုမူးနေပါတယ်ငံပြိုင်တွေတခါထဲထားရနော်တခါထဲထားကိုကွာကိုအငံဆိုင်အငံပေါ့အဆက်ဆိုင်ဆက်ပေါ့အချိုဆိုင်အချိုပေါ့အဲ့လိုမျိုးနော်ထဲထားဒီမှာနော်ဒီနေ့ကျွန်တော်စားမဲ့ဥစားကြည့်ပါဦးခောက်ဆွဲကျွန်တော်နေတော့အစားကြီးရနော်အစားကြီးရတော့စားကြည့်တဲ့အထဲမှာပါတယ်နော်စားကြည့်တဲ့အထဲမှာပါတယ်ဘယ်လိုတောက်မလဲဆိုတော့ဒီ professional ဟိုနော်အာလူထဲမယ်နော်အာလူထဲပါမယ်ဂေါ်ဘီထဲမယ်နော်ဂေါ်ဘီများများထဲမယ်ဂေါ်ဘီကြိုက်တယ်အာလူနည်းနည်းထဲမယ်နော်နည်းနည်းတခေါ်သည်ထဲမယ်နော်တခေါ်သည်ထဲပါမယ်ဆွဲမှာနော်ဒီနေ့အမုံဆွဲမှာနော်ဒီမှာနော်ဒါမကြီးရပါဒါမကြီးရနည်းနည်းအနေတော်လောက်ပေါ့โอเคဒီမှာငရုတ်သေးလှော်ထားတဲ့မှုပေါ့အဆက်ကြိုက်အဆက်များများထဲပေါ့လှော်ထားတဲ့မှုထဲမယ်ပြီးစီချက်ထဲမယ်နော်စီချက်ထဲပါမယ်ပြီးစီချက်ထဲမယ်နော်ဒါကိုင်းမှာအဆင်ပြေတယ်လို့သုံးစားရအောင်ဆရာကြီးတော့မဟုတ်ဘူးကိုင်းမှာအဆင်ပြေတယ်လို့သုံးစားတာကျွန်တော်အတုပ်တွေပါကြိုက်တယ်တုပ်ပြီနော်ပွဲပြီဒီကလိုက်တွေပါဆွတ်ထားနော်ဒီကလိုက်တွေပါဆွတ်ထားပါတယ်ဒါကျွန်တော်တို့ငငယ်တုန်းကဆိုပါပေါ့ကျွန်တော်တို့ငငယ်တုန်းကဆိုရင်စားတာပေါ့ငငယ်တုန်းကဆိုစားတာပေါ့ငငယ်တုန်းကဆိုဘယ်လိုပြောမလဲဈေးဆိုင်တွေမှာတော့ဝယ်စားတဲ့ပုံစံမျိုးပေါ့ကျွန်တော်အရင်ကြိုက်တယ်လို့ကျွန်တော်တို့မျိုးမှာဆိုနေတန်းထုတ်ပြီးတော့ဝယ်စားရပါတော့တယ်မိုင်းနော်ဒီမှာနော်ခဲမိုင်းတော့ခိုင်းနော်လက်ရလေးရပါပြီကျွန်တော်ဆွဲတော့မယ်ဆွဲတော့ပါမယ်ဆွဲပြီနော်ဒီမှာကြည့်ပါဆွဲပြီနော်